ရင်တစ်ပိုင်းလုံးကတခိုးရဲ့ကောင်းဆောင်ထန်းလုံးစီရဲ့လက်ကိုခိုးလာပြီးအင်အားတွေကလည်းပုံရလာပါတယ်တခိုးတွေကတော့ပလီစာတနက်ကိုခိုးလာတဲကန်တိုက်ရထဲပြေးသွားပါတယ်ပြီးတော့ Iron Man အမဲအောင်ကရောက်လာပြီးသူတို့လိုက်ခဲ့တယ်ပါတယ်ဒီနေ့ပိုင်းမှာတော့တဲကန်တိုက်ရထဲပြေးသွားတဲ့တခိုးကိုရေးကလိုက်ဖမ်းကြပါတယ်တခိုးကလီစာတနက်ကိုရေးကိုချိန်ပါတယ်ကျွန်တော်လည်းမဟုတ်တော့ဘာကျမလို့ Iron Man မဲအောင်တော့မနေနိုင်ပဲတွားတိုက်ပါတယ်တွားတိုက်လိုက်တဲ့ချိန်မှာအပြစ်ပဲခံလိုက်ရပါတယ်ဟာဒီတနက်ဆောင်ရင်ကြောက်ပါလားရဲတွေကုံလုံးနဲ့အပြစ်ခံရမှာကြောက်လို့လက်မြောက်လိုက်ကြပါတယ်အဲ့ချိန်မှာပဲတခိုးကောင်းဆောင်ကတခိုးစီလာဖို့ပြန်လာနေပါတယ်တစ်ဖက်မှာလည်း Iron Man ကသူရဲဘော်စီကိုပြန်လာပါနေပါတယ် Iron Man ကလည်းသူရဲတွေကုံလုံးကလက်မြောက်နေတာတွေ့ပြီးမီးလိုက်ပါတယ်အားရုံမှာဘာဖြစ်နေရလဲဆရာကမှလည်းချက်ပါဟိုကောင်မောင်လေးအော်လာအဆုံးမတတိထားမယ်ဆရာကျွန်တော်လည်းပြေးကြည့်လိုက်အောင်တော့ရောဟာမင်းလည်းထန်လို့စလက်ခိုးလိုက်ကောင်မဟုတ်လားရောလည်းဒီနေ့မျိုးပြည့်ရှင်အဲ့ချိန်မှာပဲဟယ်လီကော်ပတာရောက်လာပါတယ်အဲ့ဒါနဲ့တခိုးကပြစ်လိုက်ပြီးဟယ်လီကော်ပတာကိုထိလိုက်ပါတယ်ဟယ်လီကော်ပတာပောက်ကွဲလိုက်ပါဟာရောမင်းဘာလို့ပြစ်လိုက်ရလဲငါမျိုးလာချီကွာပြီးတော့တခိုးကောင်းဆောင်လာတားလိုက်ပြီးသူ့ရဲ့လက်စစ်လက်တီးကိုဖြောက်လိုက်ပါတယ်ပြီးတော့သူကလည်းအစွမ်းအတစ်ကိုထုတ်လိုက်ပါတယ်အဲ့ဒါကတော့အမီးစကြနဲ့ပေါင်းထားတဲ့တုပ်ဖြစ်ပါတယ်ပြီးတော့သူ့ရဲ့တပည့်နောက်တစ်ယောက်ကိုသူ့ရဲ့တားဟောင်းကိုပေးလိုက်ပါတယ်Iron Man အမဲအောင်ကတော့ပြန်ထလာပြီး Iron Man ရောင်လာပြန်ကပ်ထားပါတယ်မင်းတို့မျိုးဝါကိုရှင်းတော့Iron Man နေအောင်တော့မနေနိုင်ပဲတော့ထူးပြီးတော့တခိုးကောင်းဆောင်ကသူ့ရဲ့ဆွမ်းတွေကိုအကုန်ရဲတွေအကုန်တက်လိုက်ပါတယ်ရောမင်းဘာလို့တက်လိုက်ရငါမျိုးတက်မယ်ပြီးတော့တခိုးကသူ့ရဲ့တနက်နဲ့ Iron Man ကိုပြစ်လိုက်ပါတယ်ပြီးတော့တနက်ကိုရောထိသွားပါတယ်ပြီးတော့တခိုးကလည်းတီးသွားပါတယ်ဟာရောဘာလို့တက်လိုက်ရလဲကျွန်တော်လည်းကူမယ်လေရောမင်းဖော်အောင်တုံးလိုက်တော့ပြီးတော့ Iron Man မဲအောင်ကတခိုးကောင်းဆောင်အမြင်လုံးနဲ့ချပါတယ်ဒါပေမဲ့မထီးလိုက်ပါဘူး Iron Man ကမနေနိုင်ပဲလားထိုးတော့မဲ့ချိန်မှာတခိုးကောင်းဆောင်ကသူ့ကန်လိုက်ပါတယ်ပြီးတော့အစွမ်းရလာတဲ့စက်ကြမီးကိုသူ့တက်တော့မဲ့ချိန်မှာပြီးတော့ Iron Man မဲအောင်လာတိုက်လိုက်ပါတယ်ပြီးတော့ထန်းလုံးစီရဲ့အစွမ်းကြောင့်သူကမိလဲသွားပါတယ်ဟာရောမင်းတို့မိလဲတော့လားပြီးတော့ Iron Man ကသူ့လိုက်လာထိုးလိုက်ပါတယ်အဲ့ချိန်မှာပဲတခုနောက်တစ်ယောက်ကသူ့လက်ကိုဖြတ်လိုက်ပါတယ်ပြီးတော့ Iron Man မဲအောင်ကပြန်ထလာပြီးပြန်တားလိုက်ပါတယ်ပြီးတော့တခိုးကောင်းဆောင်က Iron Man မဲအောင်စီးနေဟာကျိုးနဲ့ချိတ်ပြီးရိုက်လိုက်ပါတယ်ပြီးတော့ Iron Man မဲအောင်ကကျိုးနဲ့ချိတ်ပြီးရိုက်ပါတယ်ပြီးတော့ Iron Man မဲအောင်ကဒီခါနီးအချင်းတွေကိုရောက်နေပါပြီအဲ့ချိန်မှာ Iron Man မဲအောင်ကမနေနိုင်ပဲတည်သွားပါတယ်ဟာရောမင်းတို့ဘာလို့တက်လိုက်ရငါမျိုးတော်လုံးချာလီပြီးတော့ Iron Man ကလည်းစက်ကြောက်တုံးလိုက်ပါစက်ကြမီးနဲ့စက်ကြလက်စစ်တိုက်ရိုက်ဖြီးသွားပါတယ်ပြောစကားတိုင်းမှာအဲ့ဒါကတော့မတီးခင်ကတဲ့ Iron Man ကိုပြီးခဲလိုက်တာပြီးတော့တခိုးအောင်ဆောင်ကတွေးလက်နဲ့ပြန်တက်ဆက်ပြတ်သွားပါပြီပြီးတော့ Iron Man ကပစ္စည်းတွေပြန်ဆက်တဲ့နီးကိုတုံးလိုက်ပါတယ်ပြီးတော့ Iron Man ကလက်စစ်စကြနဲ့လက်စစ်တိုင်းကိုတုံး
ကဘာအောင်မပြည့်စည်စေရချင်တာကြောင့်အသက်ဆုံးပြီးကာကွယ်ကောင်ဖြစ်ကြောင်းပြောပါတယ်ပြောလက်စစ်စက်ကြနဲ့လက်စစ်တိုင်းကောင်တုံးလိုက်ပါပောက်ကွဲမှုကြီးရဲဖြစ်သွားပါတယ်ပြီးတော့တခိုးကောင်းဆောင်ကလည်းတည်သွားပါပြီပြီးတော့ Iron Man ကလည်းပါဝါကြီးစားတုံးထားရတာမို့ energy တွေလည်းမရှိတော့တာကြောင့်တည်သွားပါပြီ